အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဗောနော်တင်သူကဒီခိုင်းကောမြန်မာပိုင်းကိုစပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်ခိုင်းကောမြန်မာပိုင်းမတင်ခင်ဗောနော်ခိုင်းကောစာမေးပွဲမှာခိုင်းကောမြန်မာပိုင်းဘယ်လိုမေးလဲဆိုတာကိုပြပြပေးမယ်ဗောနော်ခိုင်းကောမြန်မာပိုင်းမှာဆိုရင်သူကအပုတ်ဗောနော်45ပုတ်ကနေ60ဒီမေးတတ်တယ်ဗောနော်အဲ့ဒီထဲမှာဗောနော်အောက်မှတ်ကတော့60%မှာ60ရာခိုင်နှုန်းပေါ့နော်60ရာခိုင်နှုန်းဆိုတာဘယ်လိုမျိုးလဲဆိုရင်ထားပါတော့အပုတ်10ပုံမေးတယ်ဆိုရင်6ပုတ်မှန်မှာအောက်မှတ်ရတယ်4ပုတ်မှာခွင့်ရှိတယ်ပေါ့နော်အပုတ်100မေးတယ်ဆိုရင်တော့အပုတ်60အောင်မှန်မှနော်အောင်မှတ်ရမယ်အပုတ်40မှားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပါအောင်မှုကတော့ chance များတယ်ပေါ့နော်ကိုယ့်ဘက်ကတေချာလေးလောက်ထားမယ်ဆိုရင်အဲ့ဆိုရင်ဒီဆောင်းပွဲအကြောင်းပြောပြပြီဆိုတော့ဒီသင်ရမယ့်အပိုင်းတွေလေ့လာမယ်ပေါ့နော်ဒီမှာဆိုရင်အပိုင်းသူက၄ပိုင်းရှိပါတယ်ခိုင်ကောမြန်မာပိုင်းမှာနော်အပိုင်း1 2 3 4ဆိုပြီးတော့၄ပိုင်းရှိတယ်၄ပိုင်းရှိတာမှာစမ်းစစ်လို့အောင်မရဖို့အတွက်ဆိုရင်တော့၄ပိုင်းလုံးကိုကြည့်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့သူအစာမေးပွဲမှာဆိုရင်သူကအပိုင်းတစ်ပိုင်းချင်းစီအတွက်လည်းအမှတ်ကိုထွက်ပေးတာဖြစ်လို့ပါအပိုင်းတစ်ပိုင်းချင်းစီမှာသူကနော်60ရာခိုင်နှုန်းမရဘူးဆိုရင်ကျန်တဲ့အပိုင်းတွေအမှတ်ပြရနေလဲစာမေးပွဲကြတတ်တယ်ပေါ့နော်ပြောရမယ်ဆိုရင်ပေါ့နော်ကိုကဒီမဲ့အပိုင်း1နဲ့2နဲ့ကအမှတ်ပြရနေတဲ့3ကအမှတ်60ရာခိုင်နှုန်းမပြည့်ပဲနဲ့40ရာခိုင်နှုန်းပဲရတယ်ဆိုရင်ကျန်တာရဲ့အမှတ်ပြရလဲပဲကြာတယ်ပေါ့နော်။ तू ကအဲ့လိုဒီပြည့်မြတ်ရာခိုင်နှုန်းကလည်း60ရာခိုင်နှုန်းရရမယ်။တစ်ပိုင်းချင်းစီရဲ့ပေါ့နော်။ရာခိုင်နှုန်းကလည်း60ရာခိုင်နှုန်းရမှအောင်ပါတယ်။အဲ့ဒါဆိုရင်เนาะဒီကြည့်မယ်เนาะအဲ့ဒါဆိုရင်ဒီအပိုင်း1ကဘယ်နှပုံမေးတက်လဲဆိုရင်အပိုင်း1ကเนาะရှားပုတ်ကနေ10ပုတ်အထိမေးတက်တယ်ပေါ့နော်အပိုင်း2ကရောက်တော့10ပုတ်လောက်မေးတက်ပါတယ်အပိုင်း3ကကြတော့သူ4ပုတ်ကနေ6ပုတ်အထိမေးတက်ပြီးတော့အပိုင်း4ကတော့20ကနေပြီးတော့25ပုတ်အထိမေးတက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကတေချာလေးကိုလေးလာမယ်ပေါ့နော်ဒီမှာအပိုင်း3ကမေးတတ်နေတယ်ဆိုမှအပိုင်း3လုံးဝမကြည့်ပဲနေလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့အပိုင်း3က60ရာခိုင်နှုန်းမရဘူးဆိုရင်လေစာမေးပွဲကျတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါโอเคအဲ့ဒါဆိုရင်စမ်းနဲ့တူတူလိုက်ပြီးတော့လေ့လာမယ်နော်โอเคဒီမှာနော်အပိုင်းတက်မှာဆိုရင်အခန်းလေးတော့အခန်းခွဲအနေနဲ့3ခန်းလေ့လာရမယ်ပေါ့နော်โอเคအခန်းတစ်ကပြဿနာချရေးလုပ်ငန်းစီလူကုန်တိတ်ကနေလွယ်လပ်မှုပေါ့နော်ဒီမှာဆန်းစရာအဲ့လိုနည်းနည်းတီးတင်တာလေးကိုတော့တေချာရှင်းပြမယ်မြန်မာပိုင်းဆိုတော့ပေါ့နော်တချို့နေရာတွေရှင်းဖို့မလိုတဲ့နေရာတွေအဓိပ္ပာယ်တူတဲ့နေရာတွေဆိုရင်တော့ကြော်ခဲ့မယ်ပေါ့နော်ပြီးရင်အဓိကကြည့်ရမယ့်ဟာလေးတွေကို highlight ပေးသွားပါမယ်အဲ့ဒါလေးတွေကိုတေချာကြည့်ပြီးတော့နားလည်အောင်လုပ်ရမယ်ပေါ့နော်အဲ့ဆိုရင်ကြည့်အောင် မပြဿနာချရင်ဝန်ထမ်းဆိုတာကနော်သိမှာပါအသက်ရုံမင်းတဲ့လူတွေမတန်ဆန်းတဲ့လူတွေပြီးရင်ခန္ဓာကိုယ်ရွှင်ရင်းချင်းကြောင့်နေ့စဉ်သက်သာအတွက်လူတွေအဲ့လိုမျိုးအခက်အခဲရှိနေတဲ့လူတွေကိုနော်ဆက်လက်နေထိုင်စားတော့သွားနိုင်ဖို့အတွက်ကူညီပေးတဲ့အတတ်ပညာရှင်တွေဖြစ်တယ်အဲ့ဒါကတော့အလုံးသိပြီးသားပေါ့နော်ပြီးကူညီပေးရန်အတွက်အခြေခံကြတဲ့စဉ်းစားတွေးခေါ်ပုံမှာလူကုန်သိက္ခာဖြစ်တယ်ဒီမှာဒါလေးမှတ်မယ်နော်လူကုန်သိက္ခာဆိုဒီမှာလူတိုင်းဒီလူပုဂ္ဂိုလ်တူချင်းအနေဖြင့်အလေးထားခံရခြင်းဖြစ်ပါသည်တဲ့အဲ့ဒါလူကုန်သိက္ခာဆိုဒီမှာအဘယ်နည်းလို့မေးရင်ဒါလေးကိုဖြေပေးရပါမယ်ပြီးပြဿနာရေးကိုလိုအပ်တော်လဲလူသားတဝက်အနေဖြင့်အလေးထားခံရမည်ဖြစ်ပြီးလူခွင့်ရေးကိုကောက်ကွယ်ပေးခံရမည်ဖြစ်ပါတယ်တဲ့နော်ဒီဘိုးဘွားတွေနော်ခန္ဓာကိုယ်မတန်ဆန်းတဲ့လူတွေကပြဿနာရေးကိုလိုအပ်တာတော့မှန်တယ်ဒါပေမဲ့သူတို့ကလူသားတဝက်အနေနဲ့တော့အလေးထားခံရမယ်နော်သူတို့မှဒီလိုမျိုးအသက်ကြီးနေလို့ခန္ဓာကိုယ်ရှင်ချက်ရှိနေလို့ဆိုပြီးတော့ဖက်ရှားဆက်ဆံတာမျိုးမလုပ်ဘဲနဲ့သူတို့ရဲ့နော်သူတို့ကိုလူသားတဝက်အနေနဲ့အလေးထားပြီးတော့နော်သူတို့ရရှိတဲ့အခွင့်အရေးတွေကိုကာကွယ်ပေးရမယ်ပေါ့နော်အဲ့ဒါကိုပြောထားတာပါအောက်ကနေထိုင်စားသောက်ရေးကိုစောင့်ကြောက်ကံမိုးပါးကိုယ်တိုင်ဆောင်ရွက်ရရှင်နေထိုင်စားသောက်မိသူများရဲ့စဉ်းစားတွေးခေါ်ပုံနှင့်အကျင့်စရာအလေးထားစသည်တို့ကြောင့်နေထိုင်စားသောက်ရေးတွင်လူတိုင်းကစားချက်များရှိကြသည်နော်အဲ့ဒါကဘယ်လိုမျိုးလဲဆိုရင်ထားပါတော့တချို့တွေဆိုရင်မနှက်စာကိုထမင်းစားရတာကြိုက်တယ်ကွာတချို့တွေဆိုရင်ထမင်းမစားဘူးပေါ့နော်မုန့်တီတုပ်စားတာလို့မုန့်ဟင်းကားစားတာလို့အဲ့လိုမျိုးစားကြတယ်တယောက်နဲ့တယောက်နေထိုင်စားတော့တဲ့အကျင့်စရိုက်တွေမတူဘူးကွဲရှားနော်ပြဿနာရေးကိုလိုအပ်တော်လဲတဲ့နေထိုင်စားတော့ရေးကိုဥဆောင်ပြုလုပ်ရမည်မှာစောက်ကြောက်ကံပူပါကိုယ်တိုင်ပဲဖြစ်တယ်နော်ဘိုးဘွားတွေကနော်ပြဿနာရေးကိုလိုအပ်တာတော့မှန်တယ်ဒါပေမဲ့လို့နော်နေထိုင်စားတော့ရေးကိုဥဆောင်ပြုလုပ်ရမှာဘိုးဘွားကိုယ်တိုင်ဖြစ်တယ်ဒါလေးမှတ်မယ်နော်ဘိုးဘွားတွေနော်အဲ့ဒါဘာကိုပြောရလဲဆိုတော့သူတို့ကနော်သူတို့ကဘလို့နေထိုင်စားတောက်ရှင်တယ်ပေါ့နော်သူတို့ဒီနေ့ဘာလေးစားခြင်းတယ်ဘာလေးဝတ်ရှင်တယ်ဒီနေ့တော့ဘာလေးလုပ်ရှင်တယ်ဆိုတာမျိုးသူတို့ကိုယ်တိုင်ဥစားမယ်အဲ့လိုမျိုးပြောတာနော်ပြီးမိတို့နေထိုင်စားတောက်လုပ်သည်ဆိုတော့နေထိုင်စားတောက်ရေးကပြုလုပ်ပုံနဲ့စဉ်းစားတွေးခေါ်ပုံကိုအလေးထားရင်သူ့ဘဝနဲ့သူနေထိုင်စားတောက်သွားနိုင်ရင်ကုညီပေးရနော်အဲ့ဒါအဖိုးဘကဒီနေ့ဘာလေးဝတ်ရှင်တယ်ဘာလေးစားခြင်းတယ်ပေါ့နော်အဲ့လိုမျိုးသူဝတ်ရှင်တာစားခြင်းတာလုပ်ရှင်တာလေးတွေကိုနော်ဖြစ်မြောက်အောင်လို့ကုညီပေးသွားရမှာကတော့လူဆောင်ချရေးလုပ်ငန်းရဲ့အခြေခံအချက်တနည်းအားဖြင့်ပြည်သူဆောင်ချရေးဝန်ထမ်းရဲ့တာဝန်လို့ပြောတာပါအခုသူတို့ဒီထိုက်လိုက်တာလေးကိုသိချာမှတ်မယ်နော်
အဲ့ဒါဆိုရင်ဒီနေထိုင်စားသောက်ရေးကိုဥဆောင်ပြုလို့ရမှာကဘသူရဲ့တာဝန်လဲဆိုရင်စားသောက်ကန်ဘိုးဘကိုယ်တိုင်နော်ဒီနေ့ဘာဝိရှင်နဲ့ဘာစားခြင်းနဲ့ဆိုတာကိုဆုံးဖြတ်ရမှာသူကိုယ်တိုင်နော်ဘိုးဘလှုပ်ရှင်တဲ့ကိစ္စတွေနော်ဖြစ်မြောက်အောင်လို့ကူညီပေးရမှာကကြတော့ပြုစောင့်ချရေးဝန်ထမ်းရဲ့တာဝန်နော်အဲ့ဒါလေးကိုမှတ်ထားပါကွယ်ရဒါကတော့ဒီနေထိုင်စားသောက်မှုပုံစံမျိုးမျိုးပုံလေးနဲ့ပြထားတာပေါ့နော်အရင်မကြည့်ရမလို့မရှင်းပြတော့ပါဘူးအောက်က QOL ဆိုတာကြတော့ quality of life နော် quality of life QOL ဆိုဒီမှာပဲနည်းဆိုဒါလေးဖြစ်မယ်နော် QOL ဆိုတာလူဘဝအရေးအသွေးနဲ့ဇီဝအသက်အရေးအသွေးအဲဆိုရင် QOL ဆိုဒီမှာပဲနည်းဆိုရင်လူဘဝအရေးအသွေးနဲ့ဇီဝအသက်အရေးအသွေးနော် QOL ဒီရဲ့လူဘဝပေါ်စိတ်ကျဉ်တဲ့မှုနဲ့ပျော်ရွှင်ရှမ်းမြေ့မှုအသက်ရှင်နေရသည့်ရွယ်ချက်အစတော့စိတ်ပန်းစံပြည့်စုံချမ်းသာမှုပါဝင်သောနေထိုင်စားသောက်မှုအပေါ်စဉ်းစားတွေးခေါ်ဖို့ဖြစ်ပြီနော်ငါဘာကြောင့်လူဖြစ်ရတယ်เนาะသူကိုရရှိနေတဲ့လူဘဝမှာစိတ်ကျဉ်နှံ့မှုနဲ့ပျော်ရွှင်ချမ်းမြေ့မှုပြီးရင်ကိုဘာကြောင့်အသက်ရှင်ရတယ်ဆိုတဲ့ရည်ရွယ်ချက်ကွာလူဆိုတာကအသက်ရှင်ရတဲ့ရည်ရွယ်ချက်ပျောက်သွားပြီဆိုရင်ဆက်ပြီးတော့နေထိုင်လို့စိတ်မရှိတော့ဘူးเนาะစိတ်တက်ကြတယ်စိတ်တက်ကြပြီဆိုတာနဲ့အဲ့လိုမလိုလားအပ်တဲ့ပြဿနာအများကြီးဖြစ်တတ်တယ်เนาะအဲ့ဒါကြောင့်မလို့ဂျူအန်ကအရန်ကိုအရေးကြီးတယ်အဲဆိုရင်ဒီမှာမှတ်ရမှာကဂျူအန်ဆိုတာလူဘဝရည်သွေးနဲ့ဇီဝအသက်အရေးသွေးเนาะမှတ်ထားပါမယ်စနေ highlight တားတဲ့ဟာလေးတခြားမှတ်မယ်เนาะနောက်မပြောလဲဒါလေးနော် highlight တားပြီဆိုတာနဲ့မှတ်ရမယ်ဆိုတာကိုဘတာကိုသိပြီနော်ပြီးပုံမှန်ဘဝပြန်ရခြင်းပုံမှန်ဘဝပြန်ရခြင်းဆိုတာတဲ့ဒီမတန်ဆန်းတဲ့လူတွေရှင်းချက်ရှိတဲ့သူတွေကနော်ဒီအရင်လိုမျိုးပဲနော်မတန်ဆန်းတဲ့သူတွေကရှင်နော်ဒီတန်ဆန်းလူတွေလိုမျိုးပေါ့တာတူညီများပြလူအခွင့်အရေးကိုကောက်ွယ်ပေးခံပြီးတော့ပုံမှန်တိုင်းနေထိုင်စားတော့နိုင်ရမည်ဟုတဲ့စဉ်းစားတွေးခေါ်ပုံဖြစ်တယ်။ဒါပါတော့သူကတော့ခန္ဓာကိုယ်ရှိမှလည်းပြောခဲ့ပြီးသားနော်ခန္ဓာကိုယ်မတန်ဆန်းလို့ရှင်းချက်ရှိလို့ဆိုပြီးတော့ခွဲခြားဆက်ဆံတာမျိုးမလုပ်ဘဲနဲ့နော်ခန္ဓာကိုယ်တန်ဆန်းတဲ့သူတွေလိုမျိုးပဲအခွင့်အရေးပြေဝပေးပြီးတော့သူလို့ရှင်တာလုပ်ခွင့်ပေးတာမျိုးပေါ့နော်အဲ့ဒါကပုံမှန်ဘဝပြန်ရခြင်းလို့ခေါ်တယ်ဥပမာအနေနဲ့ပြောရတယ်ဆိုရင်သူမတန်ဆန်းတဲ့လူတစ်ယောက်ကထားပါတော့ဘောလုံးကစားခြင်းနဲ့ပေါ့နော်ထားပါတော့ तू ကရှက်တော့မကောင်းတာမျိုးရှက်တော့မကောင်းဆိုရင်ဘောလုံးတော့တေချာပေါ့ကန်လို့မရဘူးလေနော်အဲ့ဒါဆိုရင် तू ကဘောလုံးအရန်ကစားခြင်းနဲ့ဆိုရင်ဘူပန်းခိုင်းတာမျိုးပေါ့နော်အဲ့လိုမျိုးသူ့အတွက်စဉ်းစားပေးတာမျိုးပြောတာပါနောက်ကကြည့်အောင်လူအဖွဲ့အစည်းနဲ့ဒေသရရအတွင်းနဲ့သူ့ဘဝနဲ့သူတိခတ်နှိမ့်ချစရာမလိုပဲပုံမှန်အတိုင်းဆက်လက်နေထိုင်စားတော့သွားခြင်းเนาะအဲ့ဆိုရင်ပုံမှန်ဘဝပြန်ရခြင်းဆိုဒီမှာအပယ်နည်းဆိုရင်ဒါလေးကိုဖြည့်ပြင်မယ်เนาะဒီเนาะသူ့ဘဝနဲ့သူတိခတ်နှိမ့်ချစရာမလိုပဲเนาะအဲ့ဒါဘယ်လိုမျိုးလဲဆိုရင်ငါကတော့เนาะချွင်းချက်ရှိလို့ငါကတော့မတန်ဆန်းလို့ဆိုတာမျိုးเนาะသူ့ကိုယ်သူเนาะတိခတ်နှိမ့်ချနေစရာမလိုငါကလူပဲငါလည်းတခြားလူတွေနဲ့တန်းလူပဲဆိုပြီးတော့เนาะကိုယုံကြည်မှုအပြည့်နဲ့တခြားသူတွေလိုမျိုးနေထိုင်ဆက်သက်သွားတာကပုံမှန်ဘဝပြန်ရခြင်းเนาะကြောင်ကိုယ့်အကိုကိုနိုင်ကူညီပေးခြင်းနော်ကိုယ့်အကိုကိုနိုင်ကူညီပေးခြင်းဆိုတာတဲ့ဆက်ဆက်ကံဘိုးဘကိုယ်တိုင်ကမိတို့နေထိုင်စားသောက်လူတီကိုရွေးချယ်ကဒါရှင်းမှလည်းပြောပြတာနော်ဘိုးဘဘလို့နေထိုင်စားသောက်လူတယ်ဆိုတာကိုဘိုးဘကိုယ်တိုင်ရွေးချယ်ရမယ်ပြီးရင်ကိုယ်တိုင်လည်းဆုံးဖြတ်ရမယ်နော်ရွေးချယ်ပြီးတော့ဆုံးဖြတ်ရမယ်နော်ဘိုးဘနဲ့ကိုနေထိုင်စားသောက်ရန်အတွက်ကူညီပေးခြင်းဖြစ်တယ်နော်သူနော်ရွေးချယ်တာသူဒီနေ့ဘာလုပ်ရှင်လဲဘာစားရှင်လဲသူဘလို့နေထိုင်နေဆိုတာသူကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ထားတာကိုလုံနိုင်ဖို့အတွက်ကူညီပေးတာကိုကိုယ့်အကိုနိုင်ရဲ့အတွက်ကူညီပေးခြင်းလို့ခေါ်တယ်နော်အဲ့ဒါဆိုရင်နော်ဒီမှာဆိုရင်နှစ်ခုရှိရကိုအားကိုခြင်းနဲ့ကိုအားကိုနိုင်ရေးကူညီပေးခြင်းကိုအားကိုခြင်းဆိုတာကကြတော့နော်သူ့ဘက်သူဒီနေ့ဘာလုပ်ရှင်နဲ့ဘာစားခြင်းနဲ့ဆိုတာကိုရွေးချယ်ပြီးတော့ဆုံးဖြတ်တာအဲ့ဒါကကိုအားကိုခြင်းအဲ့ဒီသူရွေးချယ်ဆုံးဖြတ်ထားတဲ့ဟာကိုနော်ကူညီပေးတာကကြတော့ကိုအားကိုနိုင်ရေးကူညီပေးခြင်းနော်ဒါမိကုန်းမှာလှည့်တက်တယ်နော်ဒါလေးကိုသိချမှတ်ပါမယ်အဲ့ဆိုရင်ဒီမှာဒီလျာချင်းနဲ့ဝေစားလဲခြင်းစတော့ခန္ဓာကိုယ်လှရှားမှုများတာမှာကထိုသူတင်ရှိသောလုံနိုင်စမောမှုတွေကူညီပေးရမယ်နော်ဒါပါတော့အဘိုးဘွားကလုံနိုင်စွမ်းမမှုတည်းဆိုတာထားပါတော့အဘိုးဘွားကအဲလမ်းကောင်းကောင်းမလျှောက်နိုင်ဘူးပေါ့နော်လမ်းလျှောက်ရင်တော့ကွီရှဲသုံးရတယ်ဒါပေမဲ့လို့သူအဲ့ရကနေသူ့ဘက်ကသူထနိုင်တဲ့အနေအထားမျိုးဆိုရင်သူ့ဘက်ကသူထစေရမယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့ပုံမှန်လုပ်နေကြကိစ္စတွေမခိုင်းဘူးဆိုရင်ဘိုးဘွားရစိတ်တက်ကြတတ်တယ်။ငါဒါလေးတော့မလုပ်နိုင်တော့အရင်ကလုပ်နိုင်ခဲ့ပြီဘူးမလုပ်နိုင်တော့ဘူးဆိုတော့စိတ်ဝင်သွားပြီးတော့စိတ်တက်ကြတတ်တယ်။စိတ်တက်ကြပြီဆိုတာနဲ့သူတို့ကဘိုးဘွားရဲ့ဆိုတာကသူတို့အသက်ရှည်ဖို့ကကြတော့သူစိတ်ကဆောင်တယ်ကွာနော်အဲ့လိုစိတ်တက်ကြပြီဆိုတာနဲ့သူတို့ရဲ့ကျန်းမာရေးတွေပါရွှင်လာတတ်တယ်နော်အဲ့ဒါကြောင့်မလို့ဘိုးဘွားလုံနိုင်တဲ့ကိစ္စတွေကိုသူတို့ဘာသာလုံစေရမယ်နော်ပြီးရင်သူလုံနိုင်စွမ်းရှိတာကိုကြည့်ပြီးတော့မလုံနိုင်တဲ့ဟာမျိုးဆိုရင်တော့ကိုကဝင်ပြီးတော့ကူညီပေးရမယ်ပေါ့နော်နောက်ကစားသောက်ကံဘိုးဘွားဤတမိုးထားသည့်အရာများနှင့်စစ်ဆက်စရာကြောင့်မှုကိုအရေးတယူပြု၍ကာယကံရှိစနသဘောထားနှင့်သူကိုယ်တိုင်ခွန်အားဖြင့်လုံနိုင်သည်များကိုတိုးပွားလာစေကားတဲ့အောင်မြင်မှုရတာခံစားနိုင်စေရန်ကူညီပေးရမယ်ဒါဘယ်လိုပြောရလဲဆိုရင်ဘိုးဘွားတမိုးထားတဲ့အရာထားပါတော့ကိုယ်အနေနဲ့တော့တမိုးမရှိဘူးထားပါတော့ဘိုးဘွားသူ့ရဲ့နော်သူ့ရဲ့သမီးကလက်ဆောင်ပေးထားတာမျိုးပေါ့နော်ထားပါတော့ဒီကျိန်ဆွဲခြင်းလေးပေါ့နော်ကိုယ်အနေနဲ့တော့ဒါကြီးက
တမိုးမရှိဘူးဒါပေမဲ့လို့သူကသူသမီးပေးထားတာမလို့သူတမိုးထားတယ်ဆိုရင်အဲ့ဒါသူ့အတွက်တမိုးကြီးတဲ့ပစ္စည်းပဲနော်အဲ့ဒါကိုတွားပြီးတော့ကိုကအဲ့လိုဖြည့်ဆည်းတာမျိုးမလုပ်ရဘူးပေါ့နော်ဘိုးဘပြီးရင်စစ်စစ်စစ်စားကြောင်မှုနော်စစ်စစ်စစ်ကြောင်မှုအဲ့ဒါတွေကိုရေးတည်ဖြစ်ပြီးတော့သူကိုယ်တိုင်လုံနိုင်တဲ့ကိစ္စတွေလုံနိုင်လာစေဖို့အတွက်နော်ကူညီပေးရမယ်အောက်ကပုံလေးကျင်ပို့ပြီးတော့နားလည်ပါလိမ့်မယ်နော်ဒီမှာဆိုရင်ဘိုးဘကနော်ဒီမှာဆိုရင်အဖွားကသူလမ်းတော့မလျှောက်နိုင်ဒါပေမဲ့သူပန်းမဆိုင်ရှင်တယ်အဲ့လိုမျိုးဆိုရင်သူပန်းပင်ဆိုင်ရှင်နေဆိုရင်သူနားလေးမှာဒီလိုမျိုးပန်းဆိုင်နိုင်အောင်ပေါ့နော်ဒီလိုပန်းပင်လေးတွေပြင်ဆင်ပေးပြီးတော့အဲ့လိုပြင်ပေးတာမျိုးပေါ့နော်ပြီးရင်ဒီမှာဆိုရင်အခုကသူဒီလေဘေးမှာပိုက်တက်ထားရတယ်ဒါပေမဲ့လို့သူဒီဖုန်းနဲ့ကြည့်ကျင်တယ်ပေါ့နော်ဒီလိုအနေထားမျိုးမှာဆိုရင်လည်းသူလုံးရှင်နိုင်လုံးနိုင်ခွင့်ရအောင်လို့ကူညီပေးတယ်ပေါ့နော်အဲ့ဒါမျိုးပြောတာပါကိုယ်တိုင်ရွေးချယ်ခြင်းနဲ့ကိုယ်တိုင်ဆုံးဖြတ်ခြင်းဒါတော့ရှင်းမှလည်းပြောခဲ့ပြီးသားနော်နေထိုင်စားသောက်ရေးကိုဥဆောင်ပြုလို့ရမည်မြတ်ဆောက်ခံပေါ်ပါကိုယ်တိုင်ပဲဖြစ်သည်ရှင်းမှပြောပြီးသားနော်ရခင်ကနေထိုင်စားသောက်ခဲ့ပုံနဲ့တမိုးထားသည့်အရာများလားသူကိုယ်တိုင်မြည်သူနေထိုင်စားသောက်လူတွေကိုဆုံးဖြတ်သွားရပါမယ်တဲ့ရှင်းမှပြောခဲ့ပြီးသားမလို့မရှင်းတော့နော်ကိုအားကိုရတယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုအားကိုခြင်းနဲ့စိတ်သက်ပိုင်းဆိုင်ရာကိုအားကိုခြင်းဟွေရှိသည်အဲဒါဆိုကိုအားကိုခြင်းဘယ်နှမျိုးရှိလဲနှစ်မျိုးเนาะခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုအားကိုခြင်းနဲ့စိတ်သက်ပိုင်းဆိုင်ရာကိုအားကိုခြင်းဆိုပြီးတော့နှစ်မျိုးရှိပါတယ်ကိုအားကိုခြင်းဘယ်နှမျိုးရှိလဲဆိုရင်နှစ်မျိုးเนาะခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုအားကိုခြင်းနဲ့စိတ်သက်ပိုင်းဆိုင်ရာကိုအားကိုခြင်းเนาะပြုစားစားရေးကိုလိုအပ်တော်လဲတဲ့ကိုယ်ပွားနဲ့ကိုယ်နေထိုင်စားသောက်သွားနိုင်ရဲ့နေထိုင်စားသောက်ရေးကပြုလုပ်ပုံနီလန်ကိုကိုယ်တိုင်ရေးစေရေးအဆုံးဖြတ်ရပါမယ်เนาะဘိုးဘွားတွေကပြုစားစားရေးကိုလိုအပ်တာတော့မှန်တယ်ဒါပေမဲ့လို့เนาะဘယ်လိုနေထိုင်စားသောက်လို့လဲဆိုတာကိုတော့เนาะသူတို့ဘက်ကသူတို့ရေးရှင်းဆုံးဖြတ်ဒီမဲ့စင်ဒီနေ့ဘာလေးဝတ်မလဲเนาะကိုကဘာဝတ်ဆိုပြီးတော့သွားပြောလို့မရအောင်เนาะဘိုးဘွားရေးရှယ်တဲ့ဟာဝတ်ရမယ်ဒီမှာခုစက်တာလေးဝတ်မယ်เนาะသူကိုယ်တိုင်ရေးရှယ်ပြီးတော့သူကိုယ်တိုင်ဆုံးဖြတ်တာเนาะဟုတ်ပြီနေတဲ့စားသားရေးကိုနားလေစီနေတဲ့စားသားရေးဆိုဒီမှာတဲ့နေတဲ့စားသားရေးတွေနိုင်ငံလိုက်ရေးချင်းမှုနဲ့ဒလိထုံစံကွဲပြားမှုမှာခြေကြတည်နော်အခုအများအဝေးမကြည့်နဲ့ကွာမြန်မာနဲ့ဂျပန်အောင်ပဲကြည့်ဂျပန်နေစမစားခင်မှာအီတာတာခိမတ်လို့ပြောတယ်မြန်မာမှာမပြောဘူးနော်ပြီးရင်ဂျပန်တွေကတူနဲ့စားတယ်မြန်မာတွေကလက်ဒါမှမဟုတ်ဆိုခင်းနဲ့စားတယ်နော်အဲ့လိုမျိုးပေါ့နော်တနင်္လာနိုင်ငံနဲ့တနိုင်ငံဟင်ချင်းမှုနဲ့တလေကွဲပြားတယ်တူချင်းဆန္ဒတဘောထားတမိုးထားသည့်အရာများနဲ့စစ်သက်တရားကြောင့်မှုလိုက်နေထိုင်သားပုံမျိုးစုံခြေကြတယ်နောက်တချို့ဖိုးပါးတွေဆိုမနေ့ပိုင်းမနေ့စာကိုကော်ဖီပဲတောက်တယ်เนาะကော်ဖီဂျန်လေးပဲတောက်တာမျိုးတချို့ဘိုးဘရရောက်တော့မိုဟင်းကားတွေစားတာမျိုးတချို့ဘိုးဘရရောက်တော့ထမင်းစားတာမျိုးပေါ့เนาะတယောက်နဲ့တယောက်မတူဘူးဒီမှာမနေ့ပဲအိယာထားပြီးအိယာထားပြီးမလုပ်မလဲအဝေးလဲမယ်ပြီးရင်မျက်နှာတက်မယ်ပြီးရင်စားတောက်မယ်ပြီးရင်စီဝမ်းသားမယ်ရေရှိုးမယ်အပန်းဖြေလုပ်မယ်ညာဘက်အိတ်ဆက်တယ်เนาะအဲဆိုရင်เนาะအာအလွယ်ပြောရရင်တော့ဒီမနေ့အိပ်ရထားတာနေပြီးတော့ညအိပ်တဲ့အထိဂျားထဲမှာလုပ်ခဲ့တဲ့ကိစ္စတွေအားလုံးเนาะအဲ့ဒီကိစ္စတွေအားလုံးဘာလို့ခေါ်လဲဆိုရင်ဘဝစီချက်လို့ခေါ်တယ်။အဲဒါဆိုဘဝစီချက်ကိုနားလဲလား။နော်ကိုအနေနဲ့ပဲစဉ်းစားကြည့်ပါကိုမနေ့ကအိပ်ရထားတယ်အိပ်ရထားပြီးဘာလုပ်လဲအပြင်ဘာလုပ်လဲနော်ကိုဂျားထဲမှာလုပ်ခဲ့တာနေပြီးတော့နောက်ဆုံးကိုအိပ်တဲ့အချိန်ထိဂျားထဲမှာလုပ်ခဲ့တဲ့မြအရာအားလုံးကိုဘာလို့ခေါ်လဲဆိုရင်ဘဝစီချက်လို့ခေါ်ပါတယ်။ဒီမှာစဉ်းကြည့်ဒီမှာစဉ်အပိုးတရားရဲ့ဘဝစီချက်ကိုပြောပြတာနော်သူမနေ့အရာထားပြီးတော့ဒီမဲ့သူကြားထဲမှာလုပ်ခဲ့တဲ့ကိစ္စတွေညဘက်အိပ်ဆက်တဲ့အထိနော်အဲ့ဒါတွေအားလုံးကိုဘဝစီချက်လို့ခေါ်တယ်ပြီးပြဿနာရေးဝင်တန်းမှာတဲ့နေထိုင်စားတော့ရေးကူညီပေးခြင်းစာကြောကံဘိုးပါ၏တဲ့နေထိုင်ပုံကိုတဲ့နားလည်မှုအပြည့်အဝထား၍နော်ပြုစားချပေးခြင်းဖြင့်သူ့ဘဝနှင့်သူနေထိုင်စားတော့ရေးကိုဟန်ချက်မပြတ်စေရန်ထိမ့်မိနိုင်သည်ဒါပါပြောရလဲဆိုရင်ထားပါတော့ဘိုးဘကမနေ့ပိုင်းဆိုရင်သမင်းပဲစားတတ်တဲ့ဘိုးပါပေါ့နော်အဲ့ဒါကိုကနော်ဘိုးဘစားတတ်တဲ့ကိစ္စတွေနော်ဘိုးဘရဲ့နေထိုင်ပုံနေထိုင်နည်းကိုသိထားပြီးဆိုရင်ဘိုးဘကိုစားကြောနော်ဘိုးဘကိုပြုစားချဖို့အတွက်ပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်သူဟန်ချက်မပြတ်စေအောင်ထိမ့်နေပေးတယ်မနေ့ပိုင်းထမင်းပဲစားနေတဲ့ဘိုးဘကကော်ဖီချမ်းလေးပဲတိုက်ထားမယ်ဆိုရင်အဆင်မပြေဘူးလေနော်ဘိုးဘဘိုက်စားတတ်တယ်နော်အဲ့ဒါကြောင့်မလို့ဘိုးဘရဲ့နေပုံထိုင်ပုံကိုပြေဝနားလည်မှုထားရမယ်ပြီးရင်ပြုစားစားရေးကိုလိုအပ်လာရင်ဒါမှတ်မယ်နော်စဉ်းစားတွေးခေါ်ပုံနဲ့အပြုအမူများသည်အပြတ်သဘောဆောင်လာတတ်တယ်။အဲဆိုရင်ပြုစားစားရေးလိုအပ်လာလေဘာဖြစ်တတ်တယ်လဲဆိုရင်စဉ်းစားတွေးခေါ်ပုံနဲ့အပြုအမူတွေကအပြတ်သဘောဆောင်လာတတ်တယ်။နော်အဲဆိုပြုစားရေးလိုအပ်လာပြီဆိုရင်စဉ်းစားတွေးခေါ်ပုံနဲ့အပြုအမူတွေကအပြတ်သဘောဆောင်လာတတ်တယ်။ပြုစားစားရေးဝင်တဲ့အားတဲ့ဆက်စောက်ခံဘူပါရေးစိတ်တက်တဲ့ကြောင့်မှုကိုခေါ်ထုတ်ပေးရမယ်။အဲ့ဒါလည်းမှတ်မယ်နော်။ပြုစားစားရေးဝင်တဲ့အားဘာကိုဖော်ထုတ်ပေးရမလဲဆိုရင်စားစောက်ခံဘူပါရဲ့စိတ်တက်တဲ့ကြောင့်မှုကိုဖော်ထုတ်ပေးရမယ်။နော်ပြုစားစားရေးဝင်တဲ့အားဘာကိုဖော်ထုတ်ပေးရမလဲ။စမ်းစောက်ကံပိုးပါရဲ့စိတ်တက်ကြောင့်မှုကိုဖော်ထုတ်ပေးဖို့လို့နော်အဲ့ဒါဆိုရင်ဒီထရပါတော့ခိုင်းကဒီမြန်မာပိုင်းရဲ့အပိုင်းတစ်လေးပြီးသွားပြီပေါ့နော်အဲ့ဒါဆိုရင်နောက်ဗီဒီယိုမှာစမ်းစစ်အပိုင်းနှစ်ကိုဆက်ပြီးတော့သင်ပေးပါမယ်โอเคဒီဗီဒီယိုကတော့ဒီထိပဲနားမယ်ပေါ့နော်တားရှိသွားပြီဆိုရင်လိုက်ပြီးတော့လောက်အောင်မပြင်းလို့ပေါ့နော်နည်းနည်းတစ်ပိုင်းချင်းစီပဲဖြည်းဖြည်းလေးနဲ့သင်ပေးပါမယ်
ဆုံးနေကြည့်ပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်စာတေချာလောက်ထားမယ်လို့လည်းယုံကြည်ပါတယ်